Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့စတော့ဇမားတွေ report ထုတ်တဲ့ပုံစံမျိုးလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်စတော့ဇမားတွေ report ထဲမှာပါတယ်ကျွန်တော်တို့အကြောင်းအရာလေးတွေကတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဟာရာလေးတွေပေါ့နော်အဲ့ဒီဟာရာလေးတွေကိုကျွန်တော်တို့ဒီမှာ item code ပါမယ် item name ပါမယ် open စတော့ပါချေပေါ့နော်စေးပါချေဆိုဝယ်တဲ့အကြောင်းအရာတွေစေးရောင်းတဲ့ကုန်ပစ္စည်းစင်းတွေပါချေတွေထံဝယ်ပြီးတော့မှပြန်ပြီးပို့တာတွေစေတွေကြရောင်းပြီးတော့ပြန်လက်ခံတာတွေပါမယ် adjustment လုပ်တာတွေပါမယ် closing store ပါမယ်ပေါ့နော် private unit တွေ့ထားတယ်ကျွန်တော်ဒီနေရာမှာတော့ average နဲ့တွေ့ပြထားပါပေါ့နော်ပြီးတော့မှ closing store နဲ့သူရဲ့ကုန်လက်ကျန်နဲ့သူရဲ့ average price နဲ့မြောက်ပြီးတော့မှ value ထုတ်တာပေါ့နော်ဒီဟာရာလေးတွေပါမယ်ဒါကတော့ကျွန်တော်တို့ training business အတွက်တင်တော်မယ်စတော့ဇမားရီ report လေးပေါ့နော်။ဟုတ်ပြီစတော့ဇမားရီ report မလုပ်ခင်မှာကျွန်တော်တို့စတော့ဇမားရီ report လောက်ရခြင်းရဲ့အကျိုးကျေးဇူးလေးကြည့်ကြရအောင်ပေါ့နော်။စတော့ဇမားရီ report လောက်ထားခြင်းအတွက်ကြောင့်မို့ကျွန်တော်တို့ကဘာတွေကြည့်လို့ရမလဲပေါ့နော်။ဘာတွေသိလို့ရလဲဆိုတော့ဒီမှာ clothing ဆိုတော့ဒီသက်ဆိုင်ရာ item တစ်ခုချင်းတည်းရဲ့လာကုန်တဲ့အချိန်ပေါ့နော်။လာချုပ်တဲ့အချိန်မှာသူတို့ရဲ့စတော့လက်ကျန်တွေကိုတည်စားတယ်ပေါ့နော်တည်နိုင်တယ်ပေါ့နော်သူတို့ရဲ့စတော့လက်ကျန်တွေဘယ်လောက်တည်နိုင်ဘယ်လောက်ရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေတည်လို့ရမယ်ပြီးလို့ကျွန်တော်တို့ကဘယ်စတော့မှာကဘယ်ကုန်ပစ္စည်းမှာကရောင်းအားရှိတယ်ဘယ်ကုန်ပစ္စည်းမှာကရောင်းအားမရှိဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းတည်နိုင်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကုန်ပစ္စည်းရောင်းအားကောင်းတဲ့ကုန်ပစ္စည်းဆိုလို့ရှင်လည်းပဲကျွန်တော်တို့က reorder level တွေပေါ့နော် reorder level ကိုကုန်ပစ္စည်းလက်ကျန်ဘယ်လောက်ကျန်တဲ့အချိန်မှာကိုကorder ပြန်มาမယ်အဲ့ဒါမျိုးလေးတွေကိုလည်းပဲကိုကပြန်ပြီးတော့ချိန်ဆပြီးတည်နိုင်တယ်ပေါ့နော်ပြီးလို့ရှင်ကိုမရောင်းရတဲ့တည်နေတဲ့ဒီကုန်ပစ္စည်းတွေဆိုလို့ရှင်လည်းပဲဈေးလျှော့ရောင်းတာမျိုးတို့နော်နောက်တစ်ခါနောက်ထပ်မဝယ်ဖြစ်အောင်ပေါ့နော်အဲ့ဒါမျိုးလေးတွေလည်း management လုပ်လို့ရပါပေါ့နော်ပြီးလို့ရှင်ဒီမှာလည်း closing store ရဲ့တန်ဖိုးလာကုန်လာကျုပ်ပဲဖြစ်ဖြစ်ပေါ့နော်နှစ်ကျုပ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဒီနေရာမှာတော့လာကျုပ်ဥပမာနဲ့ပြတာပေါ့နော်အဲ့တန်ဖိုးလည်းသိရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အရှုံးမြတ်တွေတွေ့တဲ့အချိန်မှာကော့စော်စီတွေ့တဲ့အခါမှာ closing store ရဲ့တန်ဖိုးလည်းပဲတခါတည်းကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီစတော့ဇမား report အခြေခံပြီးတော့မှကျွန်တော်တို့ dashboard တွေပါတယ်ဆွဲမယ်ဆိုလို့ရှင်လည်းပဲအဲ့ဒီအတွက်ကိုဆက်ပြီးတော့မှချိန်ဆက်လို့ရတယ်ပေါ့နော်အဲ့လိုလေးအကျိုးကျေးဇူးတွေရှိရပါတော့ဟုတ်ပြီအဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဒီကောင်းတဲ့ open စတော့တို့ပါချေတို့ပေါ့နော်ဆေးပါချေတွေတန်းဆေးတွေတန်း adjustment လုပ်ထားတယ်ဒီကောင်းတဲ့လေးတွေကိုရှိတဲ့ကျွန်တော်တို့ရှီးတွေကိုတော့တီးတန်းနေဆွဲထားပါပေါ့နော်တီးတန်းနေဒီမှာ open နေဆိုလို့ရှင်လဲကျွန်တော်တို့ open နေတည်တံ့ဆွဲထားမယ်ပြီးလို့ရှင်ပါချေဆိုလဲပါချေရှိတည်တံ့ပါเนาะဆေးဆိုလို့ရှင်လဲပဲဆေးတည်တံ့ပါချေတွေတံ့ဆေးတွေတံ့adjustment ပေါ့เนาะအဲ့လိုမျိုးလေးတွေတည်တံ့ဆွဲထားပါเนาะအဲ့လိုရှိတွေတည်တံ့ဆွဲထားခြင်းရဲ့အကျိုးကျေးဇူးကကြတော့ကျွန်တော်တို့တကယ်လို့စတော့ဇမား report ကနေပြီးတော့ကွန်ပျူတာလက်ကျန်အနေနဲ့ဟို ground မြေပြင်မှာရှိနေတဲ့လက်ကျန်တွေတိုက်စစ်ပြီးကြည့်တဲ့အခါမှာမမှန်ခဲ့တာမျိုးပေါ့နော်လိုတာပူတာတွေရှိလာတဲ့အခါမျိုးတွေမှာကျွန်တော်တို့ပြန်ပြီးတော့မှဟို check in လိုက်တဲ့အခါမှာပို့ပြီးတော့လွယ်ကူတာပေါ့နော်item ဆိုလို့ရှင်လည်းမှာဒါကတော့ item စရင်ပေါ့နော် item စရင်ကိုလည်းပဲရှိတည်တဲ့တခုအနေနဲ့ထားပါတယ်နောက်တစ် item ဝယ်တဲ့အခါမှာ item အသစ်တိုးလာလို့ရှင်တော့ဒီမှာ item အသစ်ထပ်ပြီးတော့တိုးပေးရမှာပေါ့နော်အဲ့လိုတိုးပေးပြီးတော့မှပဲနောက်ဆုံးစတော့ဇမား report ထုတ်တဲ့အခါကျလို့ရှင်တခါတည်းချိန်ပြီးတော့မှယူလို့ရမှာပေါ့နော်ဒီပါချေရှိမှာကျွန်တော်တို့အတစ်တိုးလာခဲ့မယ်ဆိုလို့ရှင်အတစ်တိုးတဲ့ item ကိုဒီ item မှာလာပြီးတော့မှအတစ်တိုးပေးရမှာပေါ့နော်ဒီမှာတော့ဥပမာအနေနဲ့ item 15ခုထိပဲလုပ်ပြထားပါပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှင်ကျွန်တော်တို့ဒီမှာစတော့ဇမားရီ report ဆွဲတဲ့ပုံစံလေးကိုတစ်စိမ့်ချင်းကြည့်ကြည့်ရအောင်ပေါ့နော်ဒီအမှသုံးထားတဲ့ function ကတော့ blogger function ပါမယ်ပြီးလို့ရှင် summit function ပါမယ်ပေါ့နော် closing store ကိုတော့ကျွန်တော်တို့ဒီကနေပြီးတော့မှ closing store ကိုတော့open နည်းနဲ့ပါချေနဲ့ပေါင်းတယ်ပြီးလို့ရှင်စေးကိုနှုတ်တယ်ပါချေ return ကိုကြတော့ကျွန်တော်တို့ကဝယ်ပြီးတော့မှပြန်ပို့တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုစီကရော့သွားမှဖြစ်တဲ့အတွက်ကြောင့်ပြန်နှုတ်လိုက်တာပေါ့နော်စေး return ကိုကြတော့ရောင်းပြီးတော့မှပြန်လက်ခံတော့ကွန်ပျူတာစင်းမှာပြန်ရောက်လာမှဖြစ်တဲ့အတွက်ကြောင့်ပေါင်းပေးရပါမယ် adjustment ကတော့သူက minor plus ရှိနိုင်တယ်ပေါ့နော် minor plus ရှိနိုင်တယ် adjustment ကတော့ adjustment ရှိထည့်ထားခြင်းကတော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာတွေဟာကိုယ့်ရဲ့ကုန်ပစ္စည်းတွေကအလေလွင့်အပျက်စီးတွေရှိလာမယ်ဒါမှမဟုတ်လို့ရှင်တခုခုကရတာတွေပေါ့နော်အဲ့ဒါမျိုးတွေရှိလာခဲ့မယ်ဆိုလို့ရှင်နှုတ်ပေးရမယ်ပေါ့နော်
ကွာလက်ဆောင်ရတာတွေဘာတွေရှိခဲ့တယ်ဆိုလို့ကျွန်တော်အဲ့ဒါကိုပေါင်းပေးရမယ်ပေါ့နော်အဲ့ဒီဘောအနေနဲ့ကျွန်တော်တို့ adjustment ရှိတစ်ခုထည့်ထားပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှင်ဒီစတော့ဇမားတွေရပိုးလေးလောက်တဲ့ပုံစံကိုကျွန်တော်တို့အစားဆုံးလေးကြည့်ကြည့်ရအောင်ပါဒီကလောက်ပြီးသားလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှဖြတ်လိုက်ပါမယ်ဟုတ်ပြီအဲ့ဆိုလို့ရှင်ကျွန်တော်တို့အိုင်နာနင်းကိုတော့ဘလော့ကဖန်ရှင်နဲ့ချိန်ယူပါမယ်လောကပဲလို့သူရဲ့လောကပဲလို့တော့ဒီဟာအိုင်တန်ကိုအိုင်တန်ကုတ်ကိုဆလပ်ပေးပါပြီးလို့ရှင်ကောမာကံမှာအဲပြီးတော့မှသူရဲ့ကျွန်တော်တို့အိုင်တန်ရှိရနေပြီးတော့မှဒီဟာအိုင်တန်ရှိမှရှိနေတဲ့ဇရာကိုဆလပ်ပေးပါမယ်ပြီးလို့ရှင်ကောမာကံမှာအဲဒီကနေပြီးတော့မှတကကျွန်တော်တို့ကအိုင်တန်နေကိုယူမှဖြစ်တဲ့အတွက်ကြောင့်အိုင်တန်နေရကြတော့ကောလာရင်တဲ့နံပါတ်2ပေါ့နော်2ဖြစ်တဲ့အတွက်ကြောင့်2လို့ရိုက်တယ်ပါပြီးလို့ရှင်ကောမာကံမှာပြီးတော့ exam map ပေါ့နော်ဒီကြကြယူမယ်ပေါ့နော်ပြီးလို့ချင်းလက်သက်ဝင်ပိတ်ပါပြီးတော့အနာကောက်လိုက်ပါအဲဆိုဒီဘက်ကကျွန်တော်တို့အိုင်တန်ကုတ်ရှိတာနဲ့ဒီဘက်မှာအိုင်တန်နေရကြလာမှာပေါ့နော်ဘလော့ကဖတ်ရှင်နဲ့ချိန်ယူပါတယ်ပြီးတော့အားတောင်မှာကျွန်တော်တို့အောက်ကိုတွဲဆွဲချခြင်းတဲ့အခါကြလို့ရှင်ဒီဘက်ကအန်တန်ကုတ်မရှိသေးဘဲနဲ့လည်းတွဲဆွဲချခြင်းနဲ့ဆိုလို့ရှင်ကျွန်တော်တို့ကerror မကြအောင်ဒီနေရာမှာကျွန်တော်တို့ if error function လေးထည့်ထားပေးရပါမယ်if error function သုံးပြီးတော့မှကျွန်တော်တို့error မပေါ်အောင်ဖြစ်လိုက်ပါမယ်အဲကြတော့ value if value ဆိုတာကတော့ကျွန်တော်တို့ဒီ block function နဲ့ချိန်ထားလို့ရတဲ့အဖြေပေါ့နော် value if error ကတော့ block function နဲ့ချိန်ပြီးတော့မှမရနိုင်တဲ့ဥစ္စာမျိုးဆိုလို့ကျွန်တော်တို့ကဗလာလို့ပြထားမယ်ပေါ့နော် item မရှိသေးဘူးဘာညာဆိုပေါ့နော်ပြီးလို့ချင်းလက်သက်ခွင့်ပိတ်ပါပြီးတော့အာနာခောက်ပါပြင်ကျွန်တော်တို့အောက်ကိုတွဲဆွဲချလိုက်ပါမယ်ကိုလိုချင်သလားတွဲဆွဲချလိုက်ပါနော်အဲဆိုဟိုဘက်မှာ item တိုးတာနဲ့လည်းဒီဘက်က item ကုတ်တိုးလိုက်တာနဲ့ဒီဘက်မှာလည်းitem ကတခါလေးကြာလာမှာပေါ့နော်ကိုလိုမျိုး item မရှိသေးဘူးဆိုလို့ချင်းလည်းပဲ if error version နဲ့ချိန်ထားတဲ့အတွက်ကြောင့်မို့ဗလာအနေနဲ့ပြတာပေါ့နော်ဟုတ်ပြီလို့ကျွန်တော်တို့ကကျွန်တော်တို့ Urbanic Store ကနေပြီးတော့ဒီ adjustment တွေကိုတော့သူတို့သက်ဆိုင်ရာရှေ့ကနေပြီးတော့မှ Summit version နဲ့ချိန်ပြီးတော့ယူပါမယ် Summit version rate ကိုတော့ကျွန်တော်တို့ Urbanic Store ဖြစ်တဲ့အတွက် Urbanic item ရှိကို Urbanic ရှိကိုသွားပါမယ် Urbanic ရှိတဲ့ကနေပြီးတော့မှကျွန်တော်တို့ကသူက Summit rate ပေါ့နော် Summit rate မှာသူရဲ့ဒီ rate စင်တန်းကကြတော့ကျွန်တော်တို့ကုတ်ကိုကြည့်ပြီးတော့မှယူမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကုတ်ကိုဆက်လက်ပေးပါကိုယ်ဆက်လက်ပေးပြီးဆိုတော့မှကောမာကံမှာအဲ့ဒီကနေသူရဲ့ခရနီယာကြတော့သူနဲ့မကြောက်တင်ကြည့်မှာကြတော့ဒီဘက်ကစတော့ဆာမာရပို့ပြန်လာပါမယ်အဲ့ဒီကနေပြီးတော့ဒီဟာအိုင်တန်ကုတ်ကိုယူပါပြီးလို့ချင်းကောမာကံမှာဟောပြရတာအောင်မှကျွန်တော်တို့က sound rate ပေါင်းမှာပေါင်းမှာလို့ဆို Urbanic Store ကိုပေါင်းမှာဖြစ်တဲ့အတွက်ကြောင့် Urbanic ရှိတဲ့ကနေပြီးတော့ကျွန်တော်တို့က Urbanic Store ကိုလာအောင်ဆက်လက်ပေးပါUrbanic Store ကိုလာအောင်ဆက်လက်ပေးပြီးတော့မှလက်သက်ဝင်ပဲအနာကောက်ပါဒါဆိုလို့ရှိရင်သူကဒီမှာဒီသူရဲ့ item ကုတ်ပေါ့နော်ဒီ item ပထမ item တခုကိုသူရဲ့ပေါင်းမိတာဖြစ်သွားမှာပေါ့နော်ကျန်တာတွေကိုလည်းပဲကျွန်တော်တို့ကအောက်ကိုတွဲဆွဲချလိုက်ပါပလိုဂျင်နာစီတွဲဆွဲချလိုက်ပါနော်အဲ့လိုမျိုးရပါတယ်ဟောပြီးလို့ကျန်နောက်တက်ကပါချေကိုလည်းပဲအဲ့လိုပဲ Summit version နဲ့ပါချေစတော့တွေကိုလှမ်းပြီးတော့ပေါင်းယူပါမယ်ဟုတ်ပြီအဲ့ဆိုသူရ rate စင်တာလည်းပဲကျွန်တော်တို့က item ကုန်းနဲ့criteria မှတ်ကြောက်တင်ကြည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ပါချေရှိကိုသွားပြီးတော့မှပါချေရှိကိုလာပါပါချေရှိကနေပြီးတော့ကျွန်တော်တို့ item ကုတ်ကိုဆက်လက်ပေးပါ item ကုတ်ကိုလာအောင်ဆက်လက်ပေးပြီးတော့မှကောမာကံမှာအဲ့ဒီကနေပြီးတော့မှသူရဲ့မှတ်ကြောက်တင်ကြည့်မှာကကြတော့ကျွန်တော်တို့ဒီစတော့ဇမာ report တွေကိုပဲပြန်လာပြီးတော့ item ကုတ်တစ်ခုကိုဆက်လက်ပေးပါပြီးရင်ကောမာကံမှာပြီးတော့မှ sound rate ဟောဗျာလီ item ကုတ်တွေအများကြီးတွေကနေပြီးတော့မှဒီကုတ်နဲ့တူလို့ရှင်ပေါင်းမယ်ပေါ့နော် sound rate ပေါင်းမဲ့ rate ကကြတော့ purchase ရှိကိုပြန်သွားပါမယ် purchase ရှိကနေပြီးတော့ကျွန်တော်တို့ကသူရောင်းတာတဲ့ quantity ကိုပဲပေါင်းမှာဖြစ်တဲ့အတွက်ကြောင့် quantity ကိုဆက်လက်ပေးပါပြီးရင်လက်သက်ဝင်ပေးပါအနာကောက်ပါပြီးတော့ကျွန်တော်တို့အောက်ကိုတွဲဆွဲချလိုက်ပါဒါဆိုလို့ရှင်သက်ဆိုင်ရာပါချေဝယ်ထားတဲ့ item လေးတွေပေါင်းမိတာထွက်လာမှာပေါ့နော်ဒါကဝယ်ထားတာမရှိတဲ့ဥစ္စာမျိုးကကြတော့ဒီလိုမျိုးတက်ဒါမှမဟုတ်0လို့ပြနေမှာပေါ့နော်နောက်တစ်ခါဆေးရှိကိုလည်းပဲအဲ့ဒါပြန်သွားပါမယ် Summit function နဲ့ပဲကျွန်တော်တို့ချိန်ယူပါတယ်အဲ့မှာဆေးရှိကိုသွားပါမယ်အဲ့ဆေးရှိကနေပြီးတော့လဲကျွန်တော်တို့item ကုတ်ပေါ့နော်သူရဲ့ rate စင်တာ item ကုတ်ကိုဆက်လက်ပေးပါပြင်ကောမှာပြန်ကံပါပဲ criteria နေရာကိုကြတော့စတော့ဇမာ report တွေက
ဒီအိုင်နံကုတ်တကူပဲဆက်လက်ပေးပါမယ်ပြီးလို့ချင်းကောမာကမှာသူလည်းပဲဆန်ရိတ်ကကြတော့ဆေးရောင်းထားတဲ့ quantity ကိုလိုချင်တဲ့အတွက်ကြောင့်ဆေးရှိတဲ့ကနေပြီးတော့မှဒီရောင်းထားတဲ့ quantity ကိုသွားပြီးဆက်လက်ပေးပါပြီးရင်လက်သေးဝင်ပဲအနာခေါက်ပါပြီးရင်အောက်ကအိုင်နံရဲ့အတွက်ကိုလည်းတွက်ဆွဲချလိုက်ပါဒါဆိုရင်ရောင်းထားတဲ့အိုင်နံတကူချင်းစီရောင်းထားတဲ့ပမာဏလေးတွေပေါင်းပြီးသားထွက်လာမှာပေါ့နော်အဲဆိုပါချေ return ရှိကိုလည်းပဲကျွန်တော်တို့အဲ့လိုသွားပါမယ်ဆမ်မြေဖန်ရှင်နဲ့ပဲသွားပါမယ်ညီမချင်းဟုတ်ပြီအဲဆိုသူရဲ့ပါချေ return ပေါ့နော်ပါချေ return ရှိတဲ့ဟာသူလည်းအိုင်တာကုန်းနဲ့ကြီးမှဖြစ်တဲ့အတွက်ကြောင့်အိုင်တာကုန်း rate ကိုအစဉ်ဆက်လက်ပေးပါ idea နေပြီးတော့မှ criteria ကကြတော့အဲ့ဒီ item ကုတ်တွေတဲ့ကဒီဘက်ကစတော့ဇမိုင် report တွေကဒီ item ကုတ်ဖြစ်ခဲ့မယ်ဆိုရင်ဟုတ်ပြီနော်ဘယ်လိုကျွန်တော်တို့ comma ကမှာသူရဲ့ sum rate ကိုကြတော့ခုနက budget return ရှိရဲ့ quantity ကိုသွားပြီးတော့မှဆက်လက်ပေးပါမယ်ဘယ်လိုဆိုရင်လက်သေးဝင်ပဲအနာကပါဒါဆိုလို့ရှိရင်ဝယ်ပြီးတော့မှပြန်ပို့တဲ့item တွေရဲ့ total တွေထွက်လာမှာပေါ့နော်ဒါဆိုလို့ချင်းဝယ်ပြီးပြန်ပို့တဲ့ item total သူ item နဲ့သူပေါ့နော်မရှိရင်တော့သူကမထွက်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ save data မှာလည်းပဲကျွန်တော်တို့ submit version နဲ့ပဲသွားပါမယ်လက်သေးဝင်စားအဲဆိုသူရဲ့ rate ရဲ့စင်တာကတော့ကျွန်တော်တို့ save return ဖြစ်တဲ့အတွက်ကြောင့်မို့save return ရှိကိုသွားပါမယ်save return ရှိရနေပြီးတော့ item ကုတ်ကောလာအောင်ဆက်လက်ပေးပါပြီးရင် comma ကမ်းပါမယ်ပြီးတော့မှတကကျွန်တော်တို့ slot summary report တွေက item ကုတ်ကိုဆက်လက်ပေးပါပြီးလို့ရှိရင် comma ကမ်းပါပြီးတော့မှတကကျွန်တော်တို့ sum rate တွေsum rate အတွက်ကိုလည်းပဲဒီ save return ရှိတဲ့ကနေပြီးတော့မှ quantity ပေါ့နော်ဒီ quantity ကိုသွားပြီးတော့ဆက်လက်ပေးပါပြီးလို့ရှိရင်လက်သေးဝင်ပဲပြီးတော့အနာကပါဒါဆိုလို့ရှိရင် save return ရှိခဲ့မယ်ဆိုလို့ရှိရင်save return ရှိတဲ့ item လေးတွေစုစုပေါင်းထွက်လာမှာပေါ့နော် item တစ်ခုချင်းစီရဲ့စုစုပေါင်းထွက်လာမှာပေါ့နော်နောက်တစ်ခုကကြတော့ adjustment ကိုလည်းပဲ adjustment ရှိရနေပြီးတော့ပဲလမ်းပြီးတော့ချက်ယူပါမယ်ဟုတ်ပြီဒီမှာလည်းပဲကျွန်တော်တို့ rate အစင်နာကိုကြတော့ဒီဟာ adjustment ရှိကိုသွားပါမယ် adjustment ရှိတဲ့ကနေပြီးတော့မှ item ကိုဆက်လက်ပေးပါပြီးလို့ရှိရင် comma ကမှာပြီးတော့ slot summary report ကိုပြန်သွားပါမယ်စတော့ဇမာ report တွေက item ကိုဆက်လက်ပေးပါ item ကုတ်ပေါ့နော် item ကုတ်ကိုဆက်လက်ပေးပါပြီးရင် comma ကမှာပြီးတော့သူရဲ့ sum rate ကိုကြတော့ခုနကadjustment ရှိကိုပြန်သွားပါမယ် adjustment ရှိတဲ့က item quantity ကိုဆက်လက်ပေးပါပြီးလို့ချင်းလက်သေးခွင့်ပေးပါပြီးတော့အနာကပေါ့နော်ဒါဆိုလို့ရှိရင် adjustment ရှိတဲ့ item လေးတစ်ခုချင်းစီရဲ့ total လေးတွေထွက်လာမှာပေါ့နော်အဲဆိုတော့သူကဟိုဘက်က minus ချင်းတော့ဒီဘက်မှာ minus တခါတည်းပေါ်ပြီးသားပေါ့နော်ဒါလေးတွေကကျတော့မှဟိုဘက်မှာတို့ minus နဲ့အနှုတ်ပြထားတာပေါ့နော်ဒါကကျတော့ဘလက်ပြထားတဲ့အတွက်ကြောင့်လည်းဒီဘက်မှာဘလက်အနေနဲ့ပေါ်လာမှာပေါ့နော်ဒါကတော့ဒီ open နေဆိုတော့ budget return နဲ့ adjustment ဒီရှိတခုချင်းစီကနေပြီးတော့မှလှမ်းပြီးတော့ချက်ယူလိုက်တာပေါ့နော်ဒီစတော့ summary report အတွက်ပေါ့closing စတော့ကိုကြာကျွန်တော်တို့ကညီမရင်းချပြီးတော့မှဒီ open နေစတော့နဲ့ပဲပါချင်းနဲ့ပေါင်းပါမယ်ပြီးရင် note ရှင်းနှုတ်ပါမယ်ပြီးလို့ရှိရင် budget return ကိုနှုတ်ပါမယ်ဝယ်ပြီးတော့မှပြန်ပို့လိုက်တဲ့အတွက်ကြောင့်မလို့သူပြန်နှုတ်ရတာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခါအပေါင်း save return ကိုကြတော့ပေါင်းရပါတယ်ရောင်းပြီးတော့မှကိုယ်စီကိုပြန်လာတဲ့အတွက်ကြောင့်ပေါ့နော်ပြီးလို့ရှိရင်ဒီ adjustment ကိုကြတော့အပေါင်းလက္ခဏာပဲခံပါမယ်အပေါင်းလက္ခဏာခံပြီးတော့ဒီအောက်မှာအနှုတ်ရှင်သူ့ဘာသူ auto နှုတ်သွားမှာပေါ့နော်အပေါင်းရှင်တော့သူကပေါင်းသွားမှာပေါ့နော်ဒါကြောင့်မို့ adjustment ကကြတော့ပေါင်းတာလည်းဖြစ်နိုင်တယ်နှုတ်တာလည်းဖြစ်နိုင်တယ်အနှုတ်နဲ့အပေါင်းဆိုသူကအနှုတ်ကိုယူသွားပါလိမ့်မယ်ဒါကြောင့်မလို့မို့ဒီမှာကျွန်တော်တို့အပေါင်းလက္ခဏာပဲခံပြီးတော့မှ adjustment ကိုတစ်ချက်နေပါပြီးလို့ရှိရင်အနာကောက်ပါပြီးတော့ကျွန်တော်တို့အောက်ကိုတွက်ဆွဲချလိုက်ပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ closing stock ဒီနောက်ဆုံး stock လက်ကျန်ဒီရသွားပြီပေါ့နော်ပြီးရင်ဒီဘက် average unit ကိုကြတော့ကျွန်တော်ဒီမှာ average price ကိုပဲတွက်ပြီးတော့ယူထားတယ်ပေါ့နော် average price ကိုကြတော့ဒီမှာတန်းမတွက်ဘဲနဲ့ဒီမှာတန်းတွက်လို့ရှိရင်အဆင့်နေများတဲ့အတွက်ကြောင့်ရှုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် average cost per unit တွက်ဖို့အတွက်ကျွန်တော်တို့ sheet တန်းတစ်ခုလောက်လိုက်တယ်ပေါ့နော် average ဒီမှာတော့ကျွန်တော်တို့ 5 volt လိုက်ဖို့မသုံးဘဲနဲ့ average cost per unit average cost နဲ့သုံးထားပါတယ်အဲဆို average cost
တွက်တဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့ကြည့်ကြည့်ရအောင်ပါ average ကိုတွက်မယ်ဆိုလို့ကျွန်တော်တို့ average ဆိုတဲ့အတိုင်းသူကစုစုပေါင်းဒီပြီးတော့ရေတွက်နဲ့စားမှာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကဥပနိကောသူ့မှာဥပနိကောရှိမယ်အိုင်တန်တကူချင်းစီရဲ့ဥပနိကောရှိမယ်ပါချေကောဝယ်တဲ့ကောရှိမယ်အိုင်နှစ်ခုကိုကျွန်တော်တို့ကပေါင်းလိုက်တယ်ပေါ့နော်အဲဒီနှစ်ခုကိုပေါင်းပြီးပြီဆိုတော့မှဥပနိ quantity ရှိမယ်ပါချေ quantity ရှိမယ်အိုင်နှစ်ခုပေါင်းလို့ရတဲ့ရလတ်နဲ့စားလိုက်တာပေါ့နော်ပေါင်းလို့ရတဲ့ရလတ်နဲ့စားလိုက်လို့ချင်းသူက price ထွက်လာမှာပေါ့နော် average cost price by unit ထွက်လာမယ်အဲကြတော့ဒီ urbanic cost တို့ပါချေ cost တို့ကြတော့ကျွန်တော်တို့ကသူတို့ရဲ့ urbanic ရှိပါချေရှိရနေလှမ်းပြီးတော့မှယူမှာပေါ့နော်အဲဆိုလို့ကျွန်တော်တို့အရာနေလှမ်းချိတ်တဲ့ပုံစံမျိုးလေးပထမဆုံးအရင်ဆုံးလုပ်ချင်ပါမယ်အဲဆို urbanic cost ကိုလည်းပဲကျွန်တော်တို့ကsummit function နဲ့လှမ်းယူလို့လည်းရပါတယ် average summit function နဲ့ယူလို့ရပါတယ် lookup function နဲ့လည်းယူလို့ရပါဘောနော်အဲဆိုရင်ကျွန်တော်တို့ summit function နဲ့ပဲယူလိုက်ပါမယ်ဒါဝင်စားအဲဆိုလို့ရှင်ဒီမှာသူရဲ့ rate ကကြတော့ကျွန်တော်တို့ urbanic ဆိုတော့ urbanic ရှိကိုသွားပါမယ်အဲဒီကနေ item code ကို select ပေးပါပြီးရင်ပုံမှာကမှပြီးတော့မှ average cost by unit ကိုပြန်လာပါမယ်အဲဒီကနေ item code တစ်ခုကို select ပေးပါပြီးတော့ပုံမှာကမှပြီးတော့မှတက urbanic ကိုသွားပါမယ် urbanic ကိုလည်းကျွန်တော်တို့က urbanic cost amount ကိုယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ cost amount ကိုယူလိုက်ပါယူပြီးတော့မှလက်သက်ဝင်ပေးပါအဲကြတော့အရင်လကလက်ကြံတွေကိုလည်းကျွန်တော်တို့က cost step ပြီးတော့မှဒီဘက်မှာဒီလားဒီကိုတည်ခဲ့ရတာပေါ့နော် urbanic တည်တဲ့အခါကျွန်တော်တို့က stock quantity နဲ့တည်တာမဟုတ်ဘဲနဲ့ price လည်းတည်မယ်ပြီးတော့မှ cost amount ကိုမြောက်ယူထားတာပေါ့နော်ဒါကြတော့ကျွန်တော်တို့ average တွက်တဲ့အခါပို့အဆင်ပြေသွားပါဘောနော်အနာကောက်လိုက်မယ်ဆိုလို့ရှင်ဒါကျွန်တော်တို့ urbanic cost တကူချင်းစီရဲ့ item တကူချင်းစီရဲ့ urbanic cost ထွက်လာပါမယ်အခုတက်ဆွဲချလိုက်ပါပြီးတော့မှတခါကျွန်တော်တို့ကပါချီကောလို့ကိုလည်းပဲအဲလိုမျိုးတွေ့ပါမယ် summit function နဲ့ပဲပါချီကောကိုလမ်းယူပါမယ်ကျွန်တော်တို့ကုတ်နဲ့ပဲဆွဲယူမှာဖြစ်တဲ့အတွက်ကြောင့်မို့ကုတ် item code column ကို select ပေးပါပြီးရင်comma ကမှပြီးတော့ average cost by unit ကနေပြီးတော့သူရဲ့ item code တကူကို select ပေး comma ကပြီးတော့သူရဲ့ sum rate ကိုကြတော့ပါချီဟာအဲမှာရှိနေတဲ့ပါချီ cost ကိုယူပါမယ်ပြန်လက်သက်ဝင်ပဲအနာကပါပြီးတော့ကျွန်တော်တို့အောက်ကိုတွက်ဆွဲရှာပါဒါဆိုလို့ချင်းပါချီ cost နှစ်ခုရပါနော်နောက်တစ်ခါ urbanic quantity ပါချီ quantity ဆွဲယူပါမယ်ညာချင်း summit function နဲ့ပဲကျွန်တော်တို့ယူပါမယ်အဲဆိုသူရဲ့ rate က urbanic quantity ကိုယူမယ် urbanic item code column ကို select ပေးပါ comma ကမှ average cost by unit က item code ကို select ပေးပါပြီးတော့ urbanic ကိုပြန်သွားပါ urbanic ကနေ quantity ကိုယူပါမယ်ပြင်လက်သက်ဝင်ပဲအနာကဒါဆိုလို့ရှိရင် urbanic quantity သူရဲ့ item တကူချင်းစီနဲ့ပတ်သက်တဲ့ urbanic quantity လေးတွေရလာပါမယ်ပြန်နောက်တစ်ခုကပါချေ quantity ကိုလည်းအလိုပဲ summit function နဲ့ယူပါမယ်ပါချေရှိကိုသွားပါတယ်ပြီးလို့ရှိရင် item code ကို select ပေးပါပြီးရင် comma ကမှ average cost by unit တွက်တဲ့ရှိပြန်သွားပါတယ်ပြီးရင် item တစ်ခုကို select ပေးပါပြီးတော့ comma ကမှပြီးတော့သူရဲ့ sum rate ကိုလည်းကျွန်တော်တို့ပါချေ quantity ကိုပြန်သွားပါမယ်ပါချေ quantity ကနေပြီးတော့မှပါချေ quantity ကိုယူပါပြီးရင်လက်သက်ဝင်ပဲအနာကဒါဆိုလို့ချင်းပါချေ quantity လည်းရပြီပါနော်ဟုတ်ပြီအဲ့ဒါပြီးတော့မှကျွန်တော်တို့ကလိုချင်တာက average cost by unit ဖြစ်တဲ့အတွက်ကြောင့်မို့ average ဆိုတော့စုစုပေါင်းကိုဒီရေတွက်နဲ့စာအကြပထမဒီ urbanic cost နဲ့ပါချေ cost ကိုပေါင်းလိုက်ပါပြီးရင်လက်သက်ဝင်ပဲအစားပြီးရင် urbanic quantity လက်သက်ဝင်စာ urbanic quantity ကပေါင်းပါချေ quantity နှစ်ခုပေါင်းပြီးလက်သက်ဝင်ပဲအကြတော့ cost နှစ်ခုပေါင်းပြီးတော့ quantity နှစ်ခုပေါင်းထားတာနဲ့စားလိုက်တာပေါ့နော်ဒါဆိုရင် average price ထွက်လာပါတယ်ဒါပြီဒါဆိုရင် average price ထွက်လာပြီအဲ့ဒီ average ကိုမှကျွန်တော်တို့က average price ကိုမှစတော့ summary report ကို lookup function နဲ့လမ်းချက်ယူလို့လည်းရပါတယ်ခုနကလိုပဲ summit function နဲ့ပဲလမ်းချက်ယူလည်းရပါတယ်lookup function နဲ့လမ်းချက်ယူလိုက်ပါမယ်အဲဆိုသူရဲ့ lookup value ကတော့ကျွန်တော်တို့ item code ကိုပဲကြည့်ပါမယ် comma က table array ကတော့ average cost by unit ကိုသွားပြီးတော့ဒီဇယားကြီးတစ်ခုလုံး select ပေးပါ
ပြင်ကောမာခံမှာအဲ့ဒီအနေမှာ every cost by unit column ကိုလိုချင်တော့ column ရဲ့တက်က1 2 3 4 5 6 7ပေါ့နော်7ဆိုပြီးရိုက်တယ်ပါပြင်လက်သေးဝင်ပဲsorry ပြင်ကောမာခံပြီးတော့ exam မှာပေါ့နော်ဒီကောင်လေးလည်းသုံးပါမယ်ပြီးတော့လက်သေးဝင်ပဲအနာကဒါဆိုလို့ရင်သူရဲ့သက်ဆိုင်ရာအတန်တစ်ခုချင်းစီရဲ့ every cost per unit เนาะ every price ယူပြီးသားဖြစ်သွားမှာပေါ့เนาะတကယ်လို့အောက်ကိုတွဲဆွဲချတဲ့ဒါမျိုးဆိုလို့ချင်းသူကအန်မြင့်စားရေအဲ့ဒါထွက်နေတော့အဲ့ဒါမပေါ်ချင်ဘူးဆိုရင်ကျွန်တော်တို့ကif error function ထားပါမယ်ဘယ်လိုပြီးတော့ဒီနောက်မှာပေါ်မှာလေးခံပြီးလို့ချင်း if error မှာကျွန်တော်တို့ကမြောက်မှာဖြစ်တဲ့အတွက်ကြောင့်မြောက်တဲ့အခါကျရင် double ကုတ်ခံလို့မကောင်းဘူးပေါ့နော်ဒါကြောင့်မို့0လေးပဲထည့်လိုက်ပါမယ်ပြီးရင်လက်သေးဝင်ပိတ်ပါအနာကောက်နော်ပြင်အောက်ကိုကျွန်တော်တို့ကအောက်ကိုတက်ဆက်ကြပါဟုတ်ပြီအဲဆိုဒီ closing ဆိုတော့နဲ့ price နဲ့မြောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ညီများချင်း closing ဆိုတော့အမြောက် price ပေါ့နော်အဲ့လိုလေးရိုက်ထည့်လိုက်ပါဒါဆိုရင်သူရဲ့ cost ထွက်လာမှာပေါ့နော်အားလုံးရဲ့ closing cost တက်လာမယ်နော်ဒီနေ့ဟုတ်ပြီဒီကောင်ကကြတော့ကျွန်တော်တို့ကset တိုးတဲ့နဲ့ပေါင်းယူလိုက်တာပေါ့နော်ညီများချင်းစုပြီးset တိုးတဲ့ဟိုမှာကျွန်တော်တို့စမ်းနဲ့ပေါင်းလိုက်ပါမယ်ပြင်ကောမာကပြီးတော့ဒီအောက်ကနှစ်ခုကျွန်တော်တို့ select ပြီးတော့0 4 5လုံးလောက်ရိုက်ထည့်လိုက်ပြတဲ့ဝင်ပဲအနာခောက်ချလိုက်ပေါ့နော်ဒါဆိုလို့ချင်းအောက်ကသူရဲ့ cost အားလုံးပေါ့နော် cost စုပေါင်းတိုးတယ်ရလာမှာပေါ့နော်ဟုတ်ပြီအဲဆိုကျွန်တော်တို့အခုပြပြပေးခဲ့တာကတော့ Stock Summary Report ထုတ်တဲ့ပုံစံမျိုးလေးကိုပြပြပေးခဲ့တာဖြစ်ပါတယ်